神州哈接票拉比，到人生西门进展多那个，弄得报名话嘞。票买关所比西那边，你讲个某年米也是话个阿库比个，那进展多的票比，进城一这个听球东比加话嘞。特别没啥关所比西那边，你讲个咯，另外三届的对呢，嘛讲呢也要那个阿库比，先诞生呢偏加个表堂加话嘞。票买关呢没啥关多个，生什么别带开你加话嘞。long cái này nè bọn tiền cái số hình mấy xã quân ảo cả công ty chủ cả ở đây mấy luyện miệng của tất cả là giao làm một lão cả chỉ cả NDA này in sáng lại vào đấy chính quyền quân quân chủ thiên sản chỉ cả chỉ quân chủ này đa của cái sóng cả mấy xã quân của ninh điển cái đi phiếu mấy bộ quân đoạn nét địa phiếu này xuyên thành chính của du song là bị cái vào đấy mà thêm về mấy xã quân mà講này bị xí chết對到不離些個老cả chỉ thể mà biểu song toa cái bị thông lệ到把你的新加坡垃圾也忙那個不離不卡哈နောက်ထပ်的經設定လာcái vào đấyဇလန်လေးရဲ့အစာမှာတော့ရှောင်းဖန်ဆိုတဲ့ကောင်လေးတယောက်ကလင်ချင်းရဲ့ယူကို98ကျင်းစင်ခေါ်တိုက်ခိုက်ခဲ့ပြီး98ကျင်းတိတိရှုံးနေထားပါတယ်ဒီတစ်ခါမှာလည်းအမှန်ကန်ကြီးတိုက်ခိုက်တော့မဲ့ပုံနဲ့ဓာတ်နဲ့ရွေထားကြပါတယ်လင်ချင်းယူကဓာတ်ကိုပဲဖဲလိုက်ကားထိတယ်ရှောင်းဖန်ကတော့အရှိကိုအားလွန်ပြီးပြစ်လဲသွားပါပြီတခြားကလေးတွေအကုန်လုံးကဝိုင်းလောင်ကြတာမို့ရှက်ကိုကိုင်းနဲ့လိုက်ခုတ်နေတာဟိုတိုးဒီတိုက်တွေဖြီကုန်တာမို့အော်ခံထားပြီလीရေချမ်းနေတဲ့ဦးလီကိုတွားတိုင်းမိပြီးတောင်းပန်နေပါတယ်အဲ့ဒီလိုနဲ့သူတို့ကလေးအုပ်စုပြင်းလွားရင်ဖះเจ้าကြီးတွေကိုရောက်သွားကြပါတယ်ရှောင်းဖန်ကတော့ဖះเจ้าနဲ့ဝင်တာတောင်ပြစ်လဲနေပါတယ်အကောင်လုံးကဝိုင်းလောင်တာမို့မချီမနှက်ချိန်နေပါတယ်အရှုံးပေးခိုင်းနေပြီမဲ့လဲ98ကျင်းရှုံးထားတာမို့98ကျင်းတော့မရှုံးစေရဘူးဆိုပြီးလိုက်ခုန်နေတာပေါ့လင်းချင်းယူကတော့အကျင်း980ပြည့်တင်တောင်မနိုင်စေရဘူးဆိုပြီးအရှုံးကိုဝင်ခံခိုင်းနေပါတယ်အဲ့ဒီလိုနဲ့ရှောင်းဖန်ကတူဓာတ်ကိုရိုက်ချပြလိုက်လို့တင်းပြီးရှောင်းဖန်ကိုလေပင်ကိုညှစ်ထားပါတယ်တခြားကလေးတွေလည်းမုံမောင်နေပြီးဖြစ်တာမို့ပြန်သွားကြပါပြီရှောင်းဖန်ကိုလေပင်ညှစ်ထားပြီးအနိုင်ကျင့်နေအောင်မို့တယောက်ယောက်ကလက်နဲ့ထောက်ပြီးဖြီးပေးလိုက်ပါတယ်ဖုန်ကြီးတစ်ပါးရောက်လာပြီးရှောင်းဖန်နဲ့လင်ကျွန်းယူကိုတရားချနေလိုက်ပါတယ်ကလေးနှစ်ယောက်ကတော့ဖုန်ကြီးကထူးဆန်းတယ်ဆိုပြီးပြန်ပြေးသွားလိုက်ကြပါတယ်ကြံရစ်တဲ့ဖုန်ကြီးကတော့အာမီတော်ဖော်ဆိုပြီးတပွားပွားယူရွတ်နေပါတယ်ညဘက်ရောက်တော့ရှောင်းဖန်ကအိမ်ကခိုင်းလို့တက်တာဘူးလေးနဲ့ညဘက်ကြီးကိုအပြင်ထွက်သွားလိုက်ပါလိကျောင်းကြီးထဲမှာတယောက်တည်းတရားရှုမှနေတဲ့ဖုန်ကြီးကခုခုကိုမြင်လိုက်တာမို့အပြင်ကိုထွက်သွားပြီးကလေးကိုကဲထုတ်လိုက်ပါလိဖုန်ကြီးကတာဟူဒီညအစ်စ်မင်းနဲ့တူရောက်ကကလေးကိုကုလိုမျိုးတိုက်ခိုက်လို့ပြောနေပါပြီအဲ့ဒီလိုနဲ့ပဲဖုန်ကြီးကအရိပ်မဲကြီးကိုထင်ပြစေလိုက်ပြီးနှစ်ယောက်သားတိုက်ခိုက်နေကြပါလိဥထုံနဲ့တယောက်ကအကွက်တိုင်းကိုဖုံးကွယ်ထားတာမို့တိုင်းပညာအစ်စ်အမှန်ကိုမပေါ်သွားစေခြင်းတဲ့ပုံပါတစ်ဖက်ကအစိတ်သွေးအလန့်ကိုအထုံးပြုတ်လိုက်တာမို့မကောင်းတဲ့အတက်ကိုကျင့်ကြံတယ်ဆိုပြီးဖုန်ကြီးကတော့အလွတ်ပေးလို့မထည့်ဘူးတဲ့လေဖုန်ကြီးကသူ့ရဲ့ကျင့်စဉ်နဲ့ကာထားပေမဲ့လည်းတစ်ဖက်ကကောင်ရဲ့တိုင်းကွက်တွေကိုမရှောင်နိုင်ပဲအစိတ်မိသွားလိုက်ရပါတယ်အမီးခုနှစ်ချောင်းကင်းချိများကိုမြင်လိုက်ရတော့ဖုန်ကြီးလည်းရန်သူကသူ့ကိုဥတီပြီးလာခဲ့တာကိုသိလိုက်ရပါတယ်နင်ဂျာကောင်ကတော့ဖုန်ကြီးကိုတစ်ချက်ထိုးပစ်လိုက်ပြီးဖုန်ကြီးစီကဖြစ်စီတစ်ခုတောင်းနေပါတယ်ဖုန်ကြီးလည်းသူ့စီကဖြစ်စီကိုလိုချင်နေတာသိရောအိမ်မက်မက်နေလိုက်ဖို့ဆိုတော့နင်ဂျာငနဲ့ကခမရဲ့မဲဆွာဖျားရှင်နဲ့တွားတွေ့လိုက်တော့ဆိုပြီးအကောင်ကြီးတစ်ကောင်ကိုထိုးလို့လို့မှမို့ဖုန်ကြီးလည်းခါထားဒီရွှတ်ဆိုလိုက်ပြီးအခရာ6လုံးမဟာတောက်ပတော်မန်တန်ကိုဖွဲ့စည်းလိုက်ပြီးနင်ဂျာငနဲ့ရဲ့အစိတ်သွေးအလောင်းကိုနှိမ်နှင်းနိုင်တာမို့နင်ဂျာငနဲ့ကတော့ထဲရင်ဖျားเจ้าကတကယ်အဆွမ်းအဆရှိတာပဲဆိုပြီးပြောနေပါပြီဖုန်ကြီးကထူတိုင်းရအပြင်းထန်ရနေရင်တော့နင်ဂျာငနဲ့ကိုနှိမ်နှင်းမယ်ဆိုပြီးလက်နဲ့တောက်လိုက်တာမျက်နှာဖုံးကအကွဲသွားလို့ဒေါသထွက်သွားပြီးဓာရလက်နဲ့နတ်ဖျားမိုးချိုးထိန်စင်မှန်ကျင့်စဉ်ကိုဖွဲ့စည်းလိုက်တာမို့ချင်းရင်ခိုင်အောက်ကလူချိနေမှန်းသိလိုက်ရပါတယ်အဲ့ဒါတွေကိုမြင်နေခဲ့တဲ့ရှောင်းဖန်ကတော့ဖြိုးချောင်နေပါပြီဖုန်ကြီးကတော့ငါဒီတရဝအပေါင်းအားတနာကိရုဏာရှိတော်မူ၏ဟုရေရွတ်လိုက်ပြီးမဟာဘင်းမမညံအလင်းတော်ကျင့်စဉ်နဲ့ခုခံလိုက်ပါတယ်ကျင့်စဉ်ရင်ဆွမ်းအားကြောင့်နင်ဂျာငနဲ့လည်းအစွမ်းကိုတိုက်ခိုက်တာကိုမနိုင်တာမို့ဖြီးသွားလိုက်ရပါတယ်ဖုန်ကြီးကတော့အာမီတော်ဖော်ဆိုပြီးရေရွညင်းကြံရစ်ခစ်လိုက်ရပါတယ်ကလေးကအပိကိမဲတာမို့မိစ္ဆာကောင်အလွယ်တကူတက်လိုက်ရမှာခံလိုက်ရလို့မဖြစ်ဘူးပေါ့ကလေးနှစ်ယောက်ကိုချင်းဝင်ကိုင်းရဲ့လက်အောက်ဝင်ခိုင်းလိုက်မယ်ဆိုရင်ဖုန်ကြီးရဲ့ဗုဒ္ဓနဲ့တာအိုနှမျိုးကျင့်ကြံတဲ့စန္ဒာကပြေဝသွားနိုင်ခြင်းရှိနေပါတယ်မိုးရွာကြီးထဲမှာတယောက်တည်းတရားချနေပြီးအစိမ့်မိထားတာမို့တစေသမားတော်ပေးထားတဲ့3ရက်ပဲရှင်သန်နိုင်တော့မယ်ဈေးကိုတောက်ရတော့မှာပါရှောင်းဖန်ကိုတန်ရာကုတာပေးလိုက်တော့သတိဝင်လာတဲ့ရှောင်းဖန်ကသူ့တငယ်ချင်းကိုစိတ်ပူနေတာမို့ဘာမှမဖြစ်ဘူးဆိုတာပြောလိုက်ရပါတယ်တန်ရာကိုကုတာပေးနေပြီးဖုန်ကြီးကကျင့်စဉ်တစ်ခုသင်ပေးချင်တာမို့ကျင့်စဉ်ဆိုတာဘာမှမသိတဲ့ရှောင်းဖန်ကိုကျင့်စဉ်ကဘာလဲဆိုတာကိုရှင်းပြနေရပါတယ်အကြောင်းသိတော့ရှောင်းဖန်လည်းစိတ်ဝင်စားသွားပါတယ်ဒါပေမဲ့ကျင့်စဉ်ကိုသင်ချင်တယ်ဆိုရင်တော့ဖုန်ကြီးကိုပေးရမယ့်ဂတိတွေကရှိနေပါတယ်အဲ့တက်ကိုသင်ကြောက်ထားတာကိုဘသူ့ကောင်မှပြောပြလို့မရတာမို့ရှောင်းဖန်ကိုလုံနိုင်သလားမေးတော့လုံနိုင်ပါတယ်တဲ့တည်ရင်တောင်မပြောဘူးတဲ့လीနောက်ထပ်တစ်ခုကတော့အဲ့ဒီကျင့်စဉ်ကိုနေတိုင်းတစ်နေ့တစ်ချိန်ကျင့်ကြံရမှာပဲဖြစ်ပြီးလူမမြင်နိုင်တဲ့ညတန်းကောင်ချိန်မှာကျင့်ကြံရမှာပါအဲ့တော့ရောလုံနိုင်သလားဆိုတော့ရှောင်းဖန်ကခဏစဉ်းစားကြည့်နေပြီးလုံနိုင်တယ်ပဲပြန်ဖြေလိုက်ပါတယ်အရေးကြီးဆုံးအနေနဲ့ကတော့တည်ရရှင်ရေးမှာမဟုတ်ရင်လုံးဝထုတ်သုံးလို့မရဘူးဆိုတော့ဘာကိုဆိုလိုမှမသိပေမဲ့လည်းဖုန်ကြီးကအတင်းမေးနေရမို့ခေါင်းငင်းလိုက်ရပါတယ်ဖုန်ကြီးကတော့ကောင်းလီစာဆိုပြီးပြောနေပါတယ်3ရက်အတွင်းတည်ဆုံးရမယ့်ဈေးလုံးကိုတောက်ထားတာမို့နောက်3ရက်ပဲနေရတော့မယ်ဖုန်ကြီးကရှောင်းဖန်ကိုအရေးကြုံလာရင်တစေသမားတော်ကွေအီးကိုရှာပြီးချန်ညင်ဖျားเจ้าရဲ့ဖုန်ကြီးဖူးချစ်ကရှာခိုင်းတာပါလို့ပြောပြီးအကူကြီးတောင်းလို့ရအောင်မှာကြားလိုက်ပါတယ်ဘာမှမသိသေးတဲ့ရှောင်းဖန်လေးကတော့ခေါင်းကုပ်နေရပါတယ်
ဖုန်းတော်ကြီးကရှောင်းဖန်ကိုပတိစီတလုံးကိုလက်ဆင့်ကန်ဖေးလိုက်ပါတယ်ပတိစီကိုဘသူမှမမြင်အောင်တေချာတင်းခိုင်းထားပြီးရှောင်းဖန်တင်ငိမ့်သွားတဲ့တနေ့ကျမှနှစ်ရှိန်းနဲ့6နှစ်ကြီးတစ်ခုကိုရှာပြီးလွင့်ကစ်ဖို့ပြောလိုက်ပါတယ်ရှောင်းဖန်ကိုဘသူကိုဘာတစ်ခွမှမပြောဖို့မှာကြားလိုက်ပြီးဖုန်းတော်ကြီးကရှောင်းဖန်နဲ့နောက်ဖို့အကြရင်ပြန်လဲစုံစည်းနိုင်မလားမသိဘူးဆိုပြီးပြောနေပါတယ်ရှောင်းဖန်လေးကိုဖုန်းတော်ကြီးကဒူးထဦးသုံးချိန်ချပြီးဆရာလို့ခေါ်ခိုင်းလိုက်တော့ဘာမှမသိသေးတဲ့ကလေးကတော့ဒူးထဦးချပြီးဆရာလို့ခေါ်လိုက်ပါတယ်အဲ့ဒီလိုမျိုးဆိုတော့ဖုန်းတော်ကြီးလည်းရေမောလိုက်ပြီးရှောင်းဖန်ကိုသူ့နဲ့အတူကားထာရွတ်ဆိုဖို့ခေါ်သွားလိုက်ပါတယ်အဲ့လိုနဲ့မနက်မိုးလင်းတော့လင်ချင်းယူဆိုတဲ့ကောင်လေးကဝေဝေဝါးဝါးနဲ့နှိုးလာခဲ့လိုက်ပြီးအိပ်ပျော်နေတဲ့ရှောင်းဖန်ကိုသွားနှိုးလိုက်ပါတယ်ရှောင်းဖန်ကိုနှိုးလိုက်ပြီးညကဖြစ်ခဲ့တာတွေကိုမေးတော့ရှောင်းဖန်ကအိမ်နီလို့ဆိုပြီးရွာထဲပြန်ဖို့ပြောလိုက်တော့အတူရွာထဲကိုပြန်လာခဲ့လိုက်ပါတယ်ကလေးနှစ်ယောက်ကတော့ရွာထဲမှာတခုခုထူးဆန်းနေတယ်လို့ခန်းစားနေရပါတယ်ရွာအဝယ်မှာရှောင်းဖန်တိုက်မိခဲ့တဲ့ဦးလေးဝံကိုတွေးလိုက်ရပြီးသူ့ရဲ့အခုပုံစံကတော့အယူကြီးတယောက်လိုမျိုးဖြစ်နေပါတယ်ရှောင်းဖန်တို့ကဘာဖြစ်လို့လဲမေးကြည့်တော့ဘာမှမဖြေတော့ပဲတရေဒီမကောင်းဆိုးဝါးတွေဆိုပြီးလန့်ဖြန်နေပါတယ်ရှောင်းဖန်တယောက်ရွာထဲဝင်သွားကြည့်လိုက်တော့ရွာထဲကသူတွေတယောက်မကြမ်းတေကုန်ကြတာကိုတွေးလိုက်ရပါတယ်ချောင်းမြောင်ရွာတရွာလုံးအလောင်းနေနဲ့ပြည့်နှက်နေပြီးအသက်ရှင်ကြံရစ်ထဲတွေသူဆိုလို့ယူသွားပြီးဖြစ်တဲ့ဦးလီကြီးတယောက်ပဲကြံခဲ့ပါတယ်တရွာလုံးမှာလည်းကြီးကန်းတွေဝိုင်းအောင်နေပြီးနေရာအနှံ့မှာအပြက်စီးတွေနဲ့လူသေးလောင်းတွေပဲရှိနေပါတယ်အဲ့ဒါကိုမြင်တွေ့လိုက်ရတဲ့ရှောင်းဖန်လေးကတော့ထိတ်လန့်သွားပြီးကြောင်တောင်ဖြစ်သွားရပါတယ်